noun မျိုးစားတွေဖြစ်တဲ့ concrete and abstract noun common and proper noun collective noun countable and uncountable nouns တွေအကြောင်းကိုအသေးစိတ်ပြပြပေးပါမယ်Hi English with Blai ကဒီချက် Blai ပါအရှိတစ်ပတ်မှာတော့ Blai က 8-part speech ကိုအသေးစိတ်ရှင်းပြထားပါတယ်ဒီနေ့ကတော့ noun အကြောင်းကိုအသေးစိတ်ပြပြမှာဖြစ်ပါတယ်ဆိုတော့ noun ဆိုတာဘာလဲ noun is a name of a person place thing animal feeling or idea အလွယ်ပြောမယ်ဆိုရင် Blai တော့ဒီကဘာပေါ်မှာရှိသမျှပေါ့နော်မြင်တွေ့နိုင်မတွေ့နိုင်ထိတွေ့နိုင်မတွေ့နိုင်တဲ့အရာတွေအကုန်လုံးရဲ့နာမည်ကို Blai တို့က noun လို့ခေါ်တယ်ဥပမာအဖြစ် name of a person Blai John Kate အဲ့လိုမျိုးပေါ့နော် place ဆိုရင်Yangon Japan the Great Wall of China animal cow dog cat things phone computer table feeling ခံစားချက်တွေဆိုရင်love kindness anger hunger ideas knowledge politics wisdom ဆိုတဲ့ဟာတွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့ concrete and abstract nouns concrete nouns are things we can see touch hear smell or taste concrete nouns ဆိုတာကပလိုက်တော့မြင်နိုင်ထိနိုင်ကင်တွယ်နိုင်တဲ့အရာတွေကို concrete nouns လို့ခေါ်တယ် for example water computer strawberry apples အဲ့လိုမျိုးစလုံးတွေပေါ့နော် for example the computer is on the table ဒီမှာ computer table ဆိုတဲ့ဟာက concrete noun တွေဖြစ်တယ်ပေါ့နော်ထိတွေ့ကင်တွယ်လို့ရတဲ့ noun တွေဖြစ်တယ်နောက်ထပ် abstract nouns abstract nouns တွေဆိုတာက apply to feelings ideas တွေ qualities တွေကိုခေါ်တယ်we can't see or touch ထိတွေ့လို့လည်းမရဘူးကင်တွယ်လို့လည်းမရဘူး for example judgment knowledge power wisdom love kindness ဒီလိုစကားလုံးတွေပေါ့နော်နောက်တစ်ခုကကြတော့ the name of arts and science သိပ္ပံဝိဇ္ဇာဒီဘာသာရပ်တွေအကုန်လုံးကိုလည်း apply တော့က abstract nouns တွေလို့ခေါ်တယ်ဥပမာဖြစ် English physics chemistry biology အဲ့ဒါမျိုးတွေပေါ့နော်ဥပမာလေးတွေကြည့်လိုက်ပါ my love for you is endless နင်းတွဲငါရဲ့အချစ်တွေကအဆုံးစမရှိဘူးပေါ့နော်ဆိုဒီနေရာမှာ love ဆိုတဲ့ဟာကabstract noun ဖြစ်တယ်ထိတွေ့ကင်တွယ်လို့မရဘူး knowledge is power knowledge က power ဖြစ်တယ်ဒီနေရာမှာ knowledge ကို power ကိုထိတွေ့ကင်တွယ်လို့မရတဲ့ noun တွေဖြစ်တယ်နောက်တစ်ခုကကြတော့ I love studying English ဒီနေရာမှာလည်း English ဆိုတဲ့ဟာကထိတွေ့ကင်တွယ်လို့မရတဲ့ abstract nouns တွေဖြစ်တယ်ပေါ့နော်အဲဆိုရင် concrete and abstract noun ဘာလဲဆိုတာကိုသိမယ်လို့ထင်တယ် common noun and proper nouns common noun ဆိုတာကအများပိုင်တယ် a common noun is a general name of a person place thing etc ပေါ့နော်ဥပမာအားဖြင့် country school teacher ဆိုတဲ့စကားလုံးတွေပေါ့နော်သူကဘသူတူတယောက်ရေလို့ရည်ညွှန်းတာမဟုတ်ဘူးအဲ့ဒီအများပိုင်တယ်ပေါ့နော် teacher လို့ပြောလိုက်ရင်လူတိုင်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ proper nouns တူဆိုင်တယ် a proper noun is a specific name of a person thing place etc proper noun ဆိုတာကလူတူတယောက်ချင်းစီအတွက်တည်တံ့ရည်ညွှန်းထားတဲ့နာမည်သို့မဟုတ်နေရာအရာဝတ္ထုတစ်ခုချင်းစီအတွက်တည်တံ့သတ်မှတ်ထားတဲ့နာမည်မျိုးကိုတူဆိုင်တယ်လို့ခေါ်ရပေါ့နော် for example Finland Blai Finland ဆိုတာကလည်းနိုင်ငံရဲ့နာမည်နိုင်ငံတစ်ခုရဲ့နာမည်သူ့ရဲ့နာမည်ပေါ့နော်မြန်မာBlai ပိုပြီးရှင်းသွားအောင်လို့ common noun နဲ့ proper noun ကိုခွဲပေးထားတဲ့ဇာတ်လေးကိုကြည့်လိုက်ပါ man woman ဒီညမှာ man woman လို့ပြောတဲ့အခါမှာအမျိုးသားအမျိုးသမီးလို့ပဲပြောတာဖြစ်တယ်ဘသူကိုလို့ရည်ညွှန်းတာမဟုတ်ဘူး proper noun မှာကြတော့ John Kateဒါကအမျိုးသားအမျိုးသမီးရဲ့နာမည်ဖြစ်တယ်ပေါ့နော်နောက်ထပ် city and country နိုင်ငံတွေမြို့တွေလို့ပြောတဲ့အခါမှာဘယ်မြို့ဘယ်နိုင်ငံလို့ဘသူကမှရည်ညွှန်းထားတာမဟုတ်ဘူး proper noun မှာဆိုရင်ဥမာရန်ကုန် Japan မြန်မာပေါ့နော်ရန်ကုန်မြို့ Japan နိုင်ငံမြန်မာနိုင်ငံဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကကြတော့ university and language ကိုကြည့်လိုက်ပါuniversity လို့ပြောရင်ဘယ်တက္ကသိုလ်လို့ပြောတာမဟုတ်ဘူးဘာသာစကားဘယ်ဘာသာစကားလို့ရည်ညွှန်းတာမဟုတ်ဘူးဒါပေမဲ့ proper noun မှာဆိုရင် the University of Yangon ရန်ကုန်တက္ကသိုလ်เนาะနောက်တစ်ခုကကြတော့ English ဘာသာစကားနောက်တစ်ခုကကြတော့Japanese ဂျပန်ဘာသာစကားပေါ့နော် okay နောက်ထပ် day and month day တွေ month တွေလို့ပြောတဲ့အခါမှာလည်းဘယ်နေ့ဘယ်လကိုရည်ညွှန်းချင်တာမဟုတ်ဘူး commonly ပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့ common noun လို့ခေါ်တယ်ဒီဘက် proper noun မှာကြတော့ Monday Sunday တလင်းကနေနေ့တလင်းလာနေ့အဲ့လိုမျိုးပေါ့နော်နောက်ထပ် April December April လ December လဆိုတာသူ့ရဲ့လတလချင်းရဲ့နာမည်တွေဖြစ်တယ်အဲ့ဒါကို proper nouns လို့ခေါ်တယ်နောက်တစ်ခုမှတ်ရမှာက apply to proper nouns always start with a capital letter ပေါ့နော်
proper nouns တွေကအစမှာ capital letter နဲ့ရေးရပါတယ် collective nouns အစုပြနာမ် A collective noun is a word that refers to a group of people animal things etc ပေါ့နော်အစုပြနာမ်ဆိုတာကဒီလူတရိษံအရာဝတ္ထုပစ္စည်းတွေကိုအုပ်စုလိုက်ဖော်ပြခြင်းတဲ့အခါမှာသုံးတဲ့စကားလုံးတွေဖြစ်တယ်ပေါ့နော်ဥပမာအဖြစ် Our family went on a picnic last month လွန်ခဲ့တဲ့လကငါတို့မိသားစု picnic သွားကြတယ်ဒီနေရာမှာ family ဆိုတဲ့စကားလုံးပေါ့နော် family ဆိုတဲ့အထက်မှာလူတွေအများကြီးပါနိုင်တယ်အဲ့ဒီလူတွေအများကြီးကိုတစုတစည်းတဲ့အနေနဲ့ဖော်ပြထားတဲ့စကားလုံးကို apply တော့က family လို့ခေါ်တယ်အဲ့ဒါကြောင့်မလို့ family ဟာ a collective noun ဖြစ်တယ်ပေါ့နော်တခြား collective nouns လေးတွေကိုကြည့်လိုက်ပါဥပမာအဖြစ် class ဆိုတာက a group of students တွေကိုပြောတာနောက်ထပ် team ဆိုတာက a group of players နောက်ထပ် crowd ဆိုရင် a group of people gang a group of criminals pack a group of wolves swarms and a group of bees အဲ့ဒါကို apply တော့က a swarm of bee a pack of wolves ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင် collective noun ကဘာကိုပြောလဲဆိုတာကိုသိသွားမယ်လို့ထင်တယ်နောက်ဆုံးအနေနဲ့ countable and uncountable nouns countable nouns ဆိုတာက apply တော့ရေတွက်လို့ရတဲ့ noun တွေပေါ့နော်အဲ့ဒီရေတွက်လို့ရတဲ့ noun တွေဖြစ်တဲ့အတွက် apply တော့ကပြောတဲ့အခါမှာအရှိမ an သုံးရင်သုံးမသုံးရင်အများကိုရည်ညွှန်းချင်တယ်ဆိုရင် s ထည့်ပြီးသုံးရတယ်ပေါ့နော်ဥပမာဖြင့် a student students book a book books an apple apples အဲ့လိုမျိုးသုံးရတယ် for example I love apples I love dogs အဲ့လိုမျိုးမဟုတ်ဘဲနဲ့ s မပါဘဲနဲ့သုံးလို့မရဘူး uncountable nouns ဆိုတာကရေတွက်လို့မရတဲ့ noun တွေဖြစ်တယ်ပေါ့နော်ဥပမာဖြင့် water salt sugar love kindness ဆိုတဲ့စလုံးတွေဒီစလုံးတွေကရေတွက်လို့မရတာဖြစ်တဲ့အတွက်အရှိမ an ပေါင်းလို့မရတယ်လို့မျိုးအများပြောမယ်ဆိုရင်s လည်းပေါင်းလို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီစကားလုံးတွေကိုပြောတဲ့အခါမှာ apply တော့က unit တွေနဲ့ပြောလို့ရတယ် a glass of water ရေတစ်ခွက် 2 cups of coffee နှစ်ခွက် a spoon of sugar a sack of rice a piece of advice အဲ့လိုမျိုးတွေသုံးလို့ရတယ်ဒီနေရာမှာ advice love judgment အဲ့လိုမျိုးစကားလုံးတွေက abstract noun တွေဖြစ်တဲ့အတွက်သူလည်း uncountable nouns တွေထဲမှာပါတယ်ပေါ့နော်ရေတွက်လို့မရတဲ့ noun တွေဖြစ်တယ် countable nouns တွေ uncountable nouns တွေရဲ့အရေတွက်တွေကိုဖော်ပြခြင်းတဲ့အခါမှာ apply တော့ဘယ်လိုမေးမလဲပေါ့နော်အဲ့ဒါဆိုရင် countable nouns ဆိုရင် apply တော့က how many နဲ့မေးတယ် uncountable noun ဆိုရင် how much နဲ့မေးတယ် for example how many books did you read last month လွန်ခဲ့တဲ့လကနေစာအုပ်ပဲ2အုပ်လောက်ဖတ်လိုက်လဲ how many people with you နေနဲ့အတူလူပဲ2ယောက်ပါလဲ uncountable nouns တွက်ဆိုရင် apply တော့က how much နဲ့မေးလို့ရတယ်ပေါ့နော်ဥပမာဖြင့်how much water do you drink a day တရက်ကိုရေဘယ်လောက်တောက်လဲ how much sugar do you need တကြားဘယ်လောက်လိုလဲများတဲ့အရေအတွက်ကိုပြောချင်တယ်ဆိုရင် countable noun မှာဆိုရင် many a lot of ကိုသုံးလို့ရတယ် uncountable noun မှာဆိုရင် much a lot of ကိုသုံးလို့ရတယ် for example many students a lot of books much water a lot of love နဲ့တဲ့ရေအတွက်ကိုပြောချင်တဲ့အခါကျတော့ countable nouns မှာဆိုရင် a few ကိုသုံးလို့ရတယ် uncountable noun တွက်ဆိုရင် a little ကိုသုံးလို့ရတယ် a few students a few books a little salt a little sugar အဲ့လိုသုံးလို့ရတယ်များတာနဲတာမဟုတ်ဘဲနဲ့တချို့လို့ပြောချင်တယ်ဆိုရင် countable အတွက်ကော uncountable အတွက်ကော some ကိုသုံးလို့ရတယ်ဥပမာအဖြစ် some students some books ပြောလို့ရတယ်လို့မျိုးဒီဖက်မှာလည်း some sugar I need to drink some coffee အဲ့လိုမျိုးသုံးလို့ရတယ်ဒါဆိုရင်တော့countable and uncountable ကိုလည်းနားလည်မယ်ထင်တယ်အဲ့ဆိုရင် apply တို့ဒီနေ့က noun နဲ့ပတ်သက်ပြီးတော့အကုန်လုံးပြီးသွားပြီပေါ့နော်အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် concrete and abstract noun concrete ဆိုတာကထိတွေ့ကင်တွယ်လို့ရတဲ့ noun တွေ abstract noun ဆိုတာကထိတွေ့ကင်တွယ်လို့မရတဲ့ ideas တွေကိုဖော်ပြတဲ့ noun တွေပေါ့နော်နောက်တစ်ခုကကြတော့ common and proper nouns common noun ကကြတော့ apply တို့အများပိုင်တယ်ပေါ့နော်အများလူအများသို့မဟုတ်အရာဝတ္ထုအများကိုရည်ညွှန်းတဲ့စကားလုံးဖြစ်ပြီးတော့ proper noun ကကြတော့တူဦးဆိုင်တယ်ဖြစ်တယ်ထူးခြားတာက proper noun ဆိုရင်အရှိကစလုံးကိုအမြဲတမ်းအကြီးနဲ့ရေးရတယ် collective noun ဆိုတာကဒီလူအုပ်စုတရိษံအုပ်စုအရာဝတ္ထုအုပ်စုတစုကိုတည်တံ့ဖော်ပြတဲ့စကားလုံးပေါ့နော်အဲ့ဒါကိုအစုပြနာမ်လို့ခေါ်တယ်နောက်ဆုံးတစ်ခုကကြတော့ countable noun and uncountable noun countable noun ကကြတော့ရေးတွက်လို့ရတယ် an နဲ့သုံးရင်သုံးမသုံးရင်အများလို့ပြောမယ်ဆို s သုံးရတယ်uncountable nouns တွေကကြတော့ a တွေ n တွေ s တွေထည့်သုံးလို့မရဘူးရေတွက်လို့မရတဲ့ noun တွေဖြစ်တယ်အဲ့ဒါဆိုရင် noun အကြောင်းကိုကောင်းကောင်းနားလည်သွားမယ်လို့ထင်တယ်နောက်တစ်ပတ်မှာတော့ like a buff အကြောင်းကိုအသေးစိတ်သင်ပေးမှာဖြစ်ပါတယ် thank you so much see you bye bye